အားလုံးမင်္ဂလာပါခင်ဗျာတိုင်းဆက်မြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာဒီနေ့ကျွန်တော်မျှမယ်အကြောင်းလေးကတော့ကျွန်တော်ရဲ့ TikTok ချက်ပေါက်မှာကိုကနေပြီးတော့မှားပြီးတော့ဖြတ်လိုက်တဲ့စာရေးဖြစ်ပေါ့နော်ဒါမှမဟုတ်ဒီတိုင်းပြတ်သွားတဲ့စာရေးပဲဖြစ်ပေါ့နော်ဘယ်လိုမျိုးပြန်ယူလို့ရလဲဆိုတော့ကိုကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးမှာပြပြပေးသွားအောင်ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးပါခင်ဗျာဗီဒီယိုလေးမစနိုင်မီကျွန်တော် channel လေးကို like and subscribe နှိပ်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်ခင်ဗျာရုံးစုံကိုရဲ့ TikTok ကောက်တွေကိုဝင်ရပါခင်ဗျာကျွန်တော် TikTok ကောက်ရရပြီဆိုလို့ရှိရင်ကျွန်တော်အောက်က profile ဆိုတဲ့နေရာလေးကိုနှိပ်ပါခင်ဗျာကောင်းလေးပါကိုရဲ့ TikTok ကောက်ကဖြတ်လိုက်တဲ့စာတွေကိုပြန်ယူမှာဖြစ်တဲ့အတွက်ကြောင့်မို့အပေါ်က menu button လေးကိုကျွန်တော်နှိပ်ပါခင်ဗျာပြီးရင်ကျွန်တော်အောက်က setting and privacy ဆိုတာလေးကိုကျွန်တော်နှိပ်ပါခင်ဗျာကောင်းလေးပါပြီးရင်ကျွန်တော်အပေါ်ဆုံးကအကောက်စွာလေးကိုကျွန်တော်နှိပ်ပါခင်ဗျာပြီးရင်အောက်မှာdownload your data ဆိုပြီးရှိတယ်ပေါ့နော်အကောင့်လေးကျွန်တော်နှိပ်ပါခင်ဗျာကောင်းလေးပါခင်ဗျာအကောင့်လေးကျွန်တော်နှိပ်ပါခင်ဗျာကျွန်တော်ဒီနေ့ရောက်ပြီဆိုရင်အပေါ်ဆုံးမှာအပေါ်မှာကျွန်တော် select data to download ဆိုတာလေးရှိတယ်အကောင့်လေးကျွန်တော်နှိပ်ပါခင်ဗျာ select data to download ဆိုပြီးရှိတယ်ပေါ့နော်သူ့ရဲ့ဘေးနားမှာကျွန်တော်တို့ request all data ဆိုပြီးကျွန်တော်ရှိတယ်ပေါ့နော်အကောင့်လေးကျွန်တော်နှိပ်ပါ all data ဆိုတဲ့နေရာကျွန်တော်နှိပ်ရပါခင်ဗျာကိုက data အလုံးကိုထောင်းမှာမဟုတ်တဲ့အတွက်ကြောင့်ကိုက message ပဲထောင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ all data နေရာအောက်က control ဆိုတာလေးမှာကျွန်တော်အမှန်ကြီးလေးချိပေးလိုက်ပြီးရင်ကျွန်တော်ဒီမှာ message ဆိုတာလေးရှိတယ်မြအောက်ကmessage ဆိုတာလေးကျွန်တော်အမှန်ချိပေးလိုက်ပါပြီးရင်ကျွန်တော်done ကိုနှိပ်ပေးလိုက်ပါခင်ဗျပြီးရင်ကျွန်တော်ဒီမှာ UAV ဆိုလို့ရှိရင်ကျွန်တော်အောက်ဆိုတာ request data set ဆိုတာလေးကိုကျွန်တော်နှိပ်ပေးပါခင်ဗျကောင်းလေးပါဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာကိုရဲ့ကို down လိုက်တဲ့ message ကဒီမှာ down နေပြီပေါ့နော်ဒီမှာ तू ကဒီမှာကျွန်တော် down တဲ့ခါကျလို့ရှိရင်ကျွန်တော်ချက်ချင်းမရဘူးပေါ့နော်အနည်းဆုံးတော့ तू ကတော့203ဆောက်ပေးရပါပေါ့203ရဲ့ဆောက်လို့မရဘူးဆိုရင်လည်းဒီနီးတိုင်းလေးပဲထပ်ပြီးတော့လုပ်ကြည့်ပါနော်အခါမှာရသွားပါလိမ့်မယ်ခင်ဗျအားလုံးပဲအဆင်ပြေကြမလို့မျှော်လင့်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော် channel လေးကိုလည်း like and subscribe နှိပ်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါအောင်မယ်ခင်ဗျ